စကောလန်ပြန်ပြီးတော့ဒီနေ့ဆိုပြန်ဖွင့်ပါပြီစကောလန်မဖွင့်ပြီးခဲ့တဲ့တပတ်ကျော်2ပတ်ပေါ့ဗျပြီးခဲ့တဲ့2ပတ်လောက်ကစကောလန်မှာနေတဲ့ဟိုပါပေါ့ကျွန်တော်တို့ make up မလင်းပေါ့မလင်းပေါ့နော်မလင်းကကျွန်တော်တို့ဒီရွှေဒီရွှေရဲ့TV channel application မိတ်ဆက်ပွဲမှာမလင်းကကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့တပိုင်းနဲ့လာကြတယ်တွိုင်းလာကြကျွန်တော်ဘေးကတကယ်ချင်းနောက်ရသေးတယ်အမဟိုဒါကမလင်းဒီဘက်ကကိုလင်းတော့ကျွန်တော်နောက်လိုက်သေးတယ်အဲ့လိုပေါ့နော်ဆိုတော့မလင်းကကျွန်တော်ပြောတယ်အကိုရဲ့စကိုလိုင်းယူတဲ့ပိတ်လိုက်တာကြည့်ရတာစကိုလိုင်းယူဆိုင်နေပိတ်လိုက်တော့ကြည့်ရတာစိတ်ထဲမကောင်းလိုက်တာပေါ့လင်းကစကိုလိုင်းထဲမှာနေတာပါကျွန်တော်ဆိုပြောတော့ဟုတ်လားပေါ့ဆိုတော့ကျွန်တော်စကိုလိုင်းပိတ်အောင်ကျွန်တော်တို့တော့မဟုတ်ဘူးလေလို့ဆိုတော့ပို့ဘူးလေးတွေပိတ်သွားတော့ပြပြတာပါတယ်အိမ်ပါလို့ဆိုတော့အဲ့ဒါနဲ့ပြောရင်းနဲ့သူကစေမကောင်းဖြစ်တဲ့စကိုလိုင်းကြီးကအခုတော့ပြန်ဖွင့်ပါပြီလို့အဲ့တော့မလင်းကြီးပြောပါလို့မလင်းပြောလို့ရပါပြောလို့ရပါလို့ပြောချင်တာဒါပေမဲ့လေ तू ကအကန့်အသတ်နဲ့သဘောဖြစ်တယ်ဒီစကိုလိုင်းပြန်ဖွင့်တာကဘာနဲ့ဖွင့်လဲဆိုတော့ तू စကိုလိုင်းကို line လေးတားလိုက်တယ်အလဲပေါ်မှာကားတစ်စီးမောင်းတာနိုင်တဲ့ line တစ်ခုခြံခဲ့ပြီးတော့အဲ့အဝါစီး line ရဲ့ဒီဘက်ပလက်ဖောင်းဘက်ကပ်ပြီးတော့အဲ့အတွင်းတီကိုတော့ဆိုင်ရန်ခုံလေးချလို့ရတယ်အဲ့ဒီရဲ့အဝါစီးရဲ့ဘက်ကိုကျော်လို့မရအောင်ဒါမျိုးစီဖွင့်တယ်အဲ့တော့စကိုလန်ကဆိုင်းပုတ်ကြီးနဲ့လာတာစကိုလန်တရုတ်တန်းဆိုင်းပုတ်ကြီးနဲ့ကိုချတာစကိုလန်ကိုတကယ်တခြားလောက်တာပြန်လောက်တာတွေ့ရတယ်ဆိုတော့ပြောရတော့ဗျာဟိုစကိုလန်အရင်တော့ကျွန်တော်တော့စကိုလန်ကိုမထိုင်တာအနည်းဆုံးကျွန်တော်10နှစ်လောက်ရှိပြီစကိုလန်မထိုင်ပြတာ10နှစ်လောက်ရှိပြီပေါ့နော်10နှစ်အနည်းဆုံးရှိပြီခါမှန်းကြည့်10နှစ်လောက်ရှိပြီဆိုတော့စကိုလန်မထိုင်ပြတာ10နှစ်2019လောက်ကလေးရလို့19လောက်ကလေးရတော့ပြောလို့ရတော့9နှစ်10နှစ်ရှိပြီဆိုတော့မထိုင်ပြတာ19လောက်တည်းဆိုတော့9နှစ်ရှိအဲ့တော့ကျွန်တော်စကိုလန် vibe ကိုလွမ်းပါတယ်စကိုလန်တကယ်လွမ်းစရာကောင်းတယ်စကိုလန်တကယ်လဲကျွန်တော်တို့ပျော်စရာကောင်းတယ်ဒီရန်ကုန်မှာပျော်စရာကောင်းတဲ့စကိုလန်တကယ်ကိုပျော်စရာကောင်းတဲ့နေရာတွေတစ်ခုဖြစ်တယ်ဟိုနိုင်ငံခြားကျွန်တော်နိုင်ငံခြားဟိုရင်ဆိုရင်2016 19လောက်ကဆိုရင်ကျွန်တော်တကယ်ချင်းတွေနိုင်ငံလာတယ်ကျွန်တော်တကယ်ချင်းတွေဖွဲ့တယ်ဟို journalist တွေပေါ့လာကျွန်တော်အဲစကိုလန်လိုက်ပို့တယ်ဘာလို့လဲတမင်လိုက်ပို့တာမင်းတို့တွေ့အောင်လို့ China Town ပြီးတော့ဒါစကိုလန်ဆိုတာငါတို့နိုင်ငံရန်ကုန်မှာတကယ်ကိုလူအလွှာဆုံးမြင်ရတဲ့နေရာပေါ့အဲ့လိုပြောတာအဲစကိုလန်တကယ်ကျွန်တော်ကြိုက်ပါတယ်အဲ့တော့စကိုလန်မရောက်တာတော့9ကျော်ရှိပြီကျွန်တော်ရန်ကုန်ရောက်ရင်တရက်လောက်သွားအောင်မလားစဉ်းစားနေပါတယ်နော်ဒါပါတော့အဲ့တော့စကိုလန်ကအရင်တော့ဆိုရင်ကြက်ပိတ်နေတာတော့သိရတယ်ကြက်ပိတ်နေတာခင်ဗျတွန်းလဲတွေရောချုပ်ချက်ကန်လာဒါပေမဲ့အဲ့ဒါလည်းပြောဖို့ကောင်းတာဒါပေမဲ့အဲ့ဒီ vibe မျိုးအခုပြန်ဖွင့်တဲ့ပုံစံပြန်ရပါအောင်မလားတော့နည်းနည်းတော့မသိဘူးပေါ့နော်သို့တော့ပြန်ဖွင့်ပြီဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကောင်းပါတယ်စကိုလန်ဟာတကယ်ကိုလည်းပြန်ဖွင့်တဲ့လမ်းပါပြီးတော့ဖြစ်နိုင်စကိုလန်ကားတော်မမောင်းသင့်ဘူးဒီအချက်မှာစကိုလန်နဲ့မှာကားမမောင်းသင့်တော့စကိုလန်ကတီးတန့်လမ်းလျှောက်တဲ့လမ်းကိုလုပ်တင်တာအခုတော့တချို့လူတွေကကားမောင်းဖို့ဆိုလမ်းချန်ထားတယ်ကျွန်တော်တို့ဒါတော့အစိုးရစီမံခန့်ခွဲမှုနဲ့တော့အပြိုင်တော့မပြောလို့ဒါပေမဲ့စကိုလန်ကိုလမ်းမလျှောက်တဲ့လမ်းလုပ်တယ်ဥပမာထိုင်းမှာဆိုရင်ဟိုးအရင်တော့ခင်ဗျားတို့တွေသွားဘူးတဲ့ပပုံပေါ့နော်အခုတော့ကျွန်တော်နောက်ပိုင်းကျွန်တော်သွားတယ်ခေါက်ဆန်းပေါ့ခေါက်ဆန်းဆိုရင်ခင်ဗျာအရှိခေါက်ဆန်းထိတ်ကန်စပြီးဟိုဘက်ထိတ်ကြီးစုံရင်ခင်ဗျာအနည်းဆုံးဘယ်လောက်လောက်ပြီလို့အနည်းဆုံးကျွန်တော်ဘိုက်တဲ့ကို10ခွက်လောက်ဝင်သွားပြီအဲ့လိုမျိုးခေါက်ဆန်းလမ်းဆိုကောင်းတယ်အဲ့ခေါက်ဆန်းလမ်းဆိုရင်ကားတွေပဲတိတ်မုံရပဲလမ်းမလျှောက်ကြတာခေါက်ဆန်းလိုင်းဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုလမ်းမိုက်ဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုဒါသူကကားတွေမောင်းတာအဲ့လိုမျိုးအဲ့ဒါမျိုးတွေလုံးတင်တယ်စကိုလန်ဆိုတာဒါပေမဲ့စကိုလန်လမ်းတူပါတယ်တကယ်တော့တေချာလုံးတင်တယ်ပေါ့နော်ဟိုအခုတော့ပြန်ဖွင့်ပြီဆိုတော့ဒါကောင်းပါတယ်ဒါပေမဲ့ပို့ပြီးအစင်တန်းရှိစနစ်တကျပြန်ဖွင့်ပြီးတော့ကောင်းမွန်အောင်လုပ်မယ်လို့ကြွေးကြော်ထားတဲ့အတွက်ကျွန်တော်တရက်တော့သွားကြည့်ပါဦးဘယ်လိုလုပ်ထားတယ်လဲဆိုတော့တရက်တော့သွားကြည့်ပါဦးရန်ကုန်ရောက်တဲ့ခါကျရင်နော်အဲ့စကိုလန်ပြန်ဖွင့်ပြီဆိုတော့မလင်းကြီးဝမ်းတာပါတော့လို့နော်ဒီတစ်ခါမလင်းဝမ်းတာတော့ပေါ့အဲ့လိုလက်နောက်တာပေါ့နော်ထားပါတော့